တယောက်ရဲ့မွေးရပါဘဝကံကြမ္မာတွေမတူကြဆင်းရဲဖေဖေစီမှာတွားပြီးလူဖြစ်မလားချမ်းသာတဲ့ဖေဖေစီမှာတွားပြီးတော့လူဖြစ်မလားဒီအကြောင်းတော်မှာစာရေးဆရာကဘာကြောင့်စာရေးဆရာရေးထားတာရှိသေးတယ်ပေါ့နော်အဲ့တော့ဘဝလမ်းကြောင်းတွေမှာလေလောကရန်ကိုခံစားရတဲ့အနေအမြင့်နေရလဲမတူညီကြမိဘမျိုးရိုးပေါက်ဖွားလာတဲ့ဂုဏ်သိက္ခာရှိရဲ့အစင်တန်းလားဘလို့အစင်တန်းဘဝမျိုးကနေပေါက်ဖွားလာတယ်ဘလို့ပဲဖြစ်ဖြစ်လူဖြစ်လာပြီဆိုတဲ့ဟိုကတော့ကျေးဇူးတရားတော်မှာပဲကိုယ်မွေးထုတ်ပေးရတဲ့မိဘလူဖြစ်ဖို့အတွက်အတိညာဉ်နေလိုတယ်အဲ့ဒီအတိညာဉ်နေကနေကိုကတရားဓမ္မကိုအားထုတ်လို့ရတယ်တန်တရားကနေလွန်လန်းခရီးကိုသွားလို့ရတယ်ဒါကတော့မိဘကိုကျေးဇူးတင်ရမယ်ဒါကြောင့်ကျေးဇူးတင်တိုင်းနဲ့မိဘရဲ့ချက်အဲ့တော့လက်ဝါးပြင်ရဲ့ဒီလက္ခဏာပြင်ရဲ့ဆိုဒီလိုအလဲနေရာမှာရှိရင်အဲ့ဒီအလဲနေရာလေးကိုအင်္ဂါလွင်ပြင်လို့ခေါ်တယ်သူအလဲနေရာလေးဆီယာမကိုတချို့တွေကလာပြီးတော့မတ်နေမှာမေးကြတယ်ဆီယာမတဲ့အင်္ဂါလွင်ပြင်လေးအကြောင်းကိုတဲ့ပြောပေးပါဆိုလက်ဝါးပြင်ရဲ့ဒီလိုအလဲနေရာလေးမှာရှိပါတယ်အင်္ဂါလွင်ပြင်ဆိုတာမြင်ရလားတော့မသိဘူးရှင်အင်္ဂါလွင်ပြင်လေးပါရှင်အဲ့ဒီအင်္ဂါလွင်ပြင်လေးကဟဟလားချိုက်နေလားကွေးနေလားအင်္ဂါလွင်ပြင်လက်ဝါးကိုလို့ခုတ်လိုက်ပြီဆိုတော့အဲ့အင်္ဂါလွင်ပြင်ကနည်းနည်းခွက်နေလားခွက်ကြီးဖြစ်နေလားရေတောင်အထဲမှာထည့်လို့ရမလားတချို့အင်္ဂါလွင်ပြင်တွေကအထဲမှာရေတောင်မှလက်ဝါးပြင်မှာတင်လို့မရအောင်လို့အရင်ပြည့်လို့အားကြီးအဲ့ဒါကြတော့လေ तू ကလောကကြီးကိုလာတာဇိမ်ခံမှုပဲလာသူတို့ဖြစ်တယ်အတိတ်ကုသိုလ်ကံတော့ကောင်းပါရဲ့လောကကြီးကိုလာတာဇိမ်ခံမှုပဲလာကလတ်တွေပါတီတွေအတွက် तू ကဇိမ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအားလုံးလုပ်တာပေါ့သူတို့ဇိမ်ခံတာပေါ့ကွယ်မကောင်းတာလုပ်တာပြောတာမဟုတ်ဇိမ်ခံတယ်တရားဓမ္မအထောက်ဖို့မေ့နေတတ်တယ်အင်္ဂါလွင်ပြင်ကအရင်ခွက်နေကြတော့လေပြကက်ကကြီးဆိုတော့ကြတော့လေလောကဓာတ်ကိုအရန်ခံပထမဆုံးလူမှုရေးပြဿနာတွေကိုလူတွေကမချစ်ခင်မကျင်နာကြတာတွေစီးပွားရေးပြဿနာတွေငွေကြေးရှာလို့မလွယ်ကူတာတွေကျမ်းမာရေးပြဿနာတွေမျိုးစုံပေါ့နော်ပြဿနာမျိုးလေးတွေကြုံတွေ့ရတတ်တယ်ပေါ့နော်အဲ့ဒီအင်္ဂါလွင်ပြင်လိုအပ်တာတဲ့ပို့ချိုက်နေမကောင်းဆီယမကိုမန်းအောင်မှာအမာကြီးတယောက်ကနေပြီးလာမေးထားလို့ဖြစ်တယ်ဆီယမဖြေပေးရတယ်ပေါ့နော်အော်ဒီပုံမှာဆိုနှလုံးလက်ညောင်းလေးရတယ်နဲ့ဆွဲတာလေးကအောက်ကျနေရပေါ့နော်အော်အင်္ဂါလွင်ပြင်ကဒီလိုမျိုးဒီတရိယံပုံစံမျိုးလေးပေါ့နော်ဒီလဝါပြင်ရဲ့ဒီဂျိုးကုန်းလေးဒါတွေမကြည့်နဲ့ဒီအလဲကဒီတရိယံအင်္ဂါလွင်ပြင်လေးဖြစ်ပါတယ်အဲ့ဒီအင်္ဂါလွင်ပြင်လေးမှာတူอ่ะပေါ့နော်လက္ခဏာပြင်ရဲ့ဒီအင်္ဂါလွင်ပြင်လေးပြားကတ်နေရဆိုလို့ရှင်တော့သူကဘာတွေအစိုးဆုံးထိဖြစ်သွားနိုင်လဲအဲ့ဒီပြားကတ်နေတဲ့အင်္ဂါလွင်ပြင်လက္ခဏာတွေမှာဒီလိုမျိုးဘာတို့မှဲ့လို့လာပါပြီဆိုအဲ့လိုကအဲ့ဒါထောင်ကြတာလို့ဘာဖြစ်တတ်တယ်နောက်တစ်ချက်ကဒီအင်္ဂါလွင်ပြင်ဒီလိုမျိုးအရန်ခွက်တဲ့လူတွေကအိမ်အောင်ရေးအနေနဲ့မှာတော့အိမ်အောင်ရေးကတ်အနေနဲ့မှာလေချူချာလေးတွေဖြစ်တတ်တယ်ကျမ်းမာရေးကံမှာလည်းချူချာလေးတွေဖြစ်တတ်တယ်အိမ်တော်ရေးကံလေးကလည်းမကောင်းတာမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်ပြီးတော့လူဘဝမှာလူဘဝကိုရလာပြီဆိုလို့ရှိရင်ဒီအင်္ဂါလွင်ပြင်ခွက်တဲ့လူတွေဘာလုပ်ရမလဲဆိုတရားအားထုတ်ရမယ်သူကလောကီစီစဉ်ခံမှုလောကကြီးကိုလာတာပေါ့တချို့ကဘဝဆူတောင်းတွေကမတူအတိတ်ကံတွေကတော့ကောင်းကြတယ်ဒါပေမဲ့အတိတ်မှာလှူခဲ့တာချင်းတူတရားရပါစေဆိုပြီးဆူတောင်းတဲ့လူရှိတယ်နိဗ္ဗာန်သွားခြင်းလို့ဆိုပြီးလူပြည်ကိုတက်ဆင်းလာတဲ့လူရှိဒါကတော့ကိုကတရားစာပေလေ့လာတာပေါ့နော်ဒါကရုပ်ပိုင်းဆိုင်ရာရဲ့အပြင်မှာနာမ်ပိုင်းဆိုင်ရာအကြောင်းအရာလေးကိုပြောပြပေးနေတာဖြစ်တယ်ဆိုတော့ယုံမြင်တဲ့လူရှိမယ်မလုံမြင်တဲ့လူရှိမယ်ထောက်ထားမယ်ပေါ့နော်လူဘဝကိုတရားအားထုတ်ဖို့ပဋ္ဌာန်းဆက်တွေအနေနဲ့ရောက်လာကြတဲ့သူတွေရှိတယ်တရားအားထုတ်ဖို့မဟုတ်ဘူးစိန်ခံမှုအတွက်ရောက်လာတဲ့ຢာတွေရှိတယ်စင်းရဲတိုင်းမလူတာတော့မဟုတ်မရှိလို့မလူလို့မချမ်းသာဆိုတာစင်းရဲတိုင်းမွဲတေတိုင်းမလူခဲ့လို့စိတ်တက်ရေးရာရံပြင်းခဲ့လို့စိတ်တက်နှုံနေခဲ့လို့စိတ်တက်မကောင်းလို့ဆင်းရဲတယ်ဆိုတာမျိုးပေါ့အဲ့လိုစိတ်တက်မကောင်းတိုင်းဆင်းရဲတာတော့မဟုတ်ဘူးပေါ့နော်အင်္ဂါလွင်ပြင်ခွက်တဲ့သူတွေအနေနဲ့တရားအားထုတ်ဖို့တရားဓမ္မကျင့်ကြံဖို့ဆိုတာဖြစ်နိုင်တယ်ကိုကလူလောကကိုရောက်လာပြီးတော့မှအင်္ဂါလွင်ပြင်ခွက်ကြီးနေမှာတရားဓမ္မကိုမေးနေတာမျိုးပြုလုပ်တယ်ပြောရမယ်ဆိုဆရာမတို့လည်းစိတ်မကန်းတယ်မှာပါတယ်အင်္ဂါလွင်ပြင်နဲ့ခွက်တဲ့ထဲမှာပါတယ်နည်းနည်းအထဲဝတော်ဝင်နေရန်သူလည်းအာကြည့်တယ်တို့တွေကပေါ့နော်ဆွေမျိုးတွေရဲ့တောကဝေဒနာဒုက္ခပေးခြင်းကိုလည်းခံစားရတာမျိုးတွေရှိတယ်အဖက်ဖက်ကပေါ့နော်မိဘအရေးကျမရေးလူမှုရေးစီးပွားရေးအဲ့လိုမျိုးအဖက်ဖက်ကရှိတယ်ပေါ့နော်ဂျိုးကုံလက္ခဏာမှာအရင်အကောင်းတဲ့သူတွေကြတော့အင်္ဂါလွင်ပြင်ကပြည့်နေသူတို့ကြတော့ generation လိုက် over နေပေါ့နော်ချမ်းသာတယ်လို့ပြောလို့ရတယ်ဒါအင်္ဂါလွင်ပြင်ရဲ့အကြောင်းလေးကိုဆရာမထက်တဲ့တိုးအနေနဲ့ဟောကြားပေးလိုက်ရတာဖြစ်ပါတယ်ရှင်အားလုံးပဲဆရာမရဲ့လက္ခဏာဘဝတုတ္တမျှဝေပေးတာလေးတွေကိုလိုက်ပါနာဆင်ပြီးကိုယ့်ဘဝရဲ့ဆောင်ရန်လေးတွေကိုသိမှတ်ထားလို့ရတာပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်